ပေါ့နော်ပြဿနာဖြစ်တာတစ်သေးနဲ့ပြဿနာဖြစ်တယ်ဆိုရင်ကိုယ့်ဘက်ကဘာမှမပြောလိုက်ပါဘူးကိုယ့်ဘက်ကသူတို့အလုပ်သမားဆိုတော့ဘာမှမပြောလိုက်ဘာဖြစ်တာလဲဆိုတော့ဝေးရညစာ6နာရီအမီလုပ်ပြီးရတာလေ6နာရီအမီလုပ်ပြီးတော့ကြတော့မုန်းလို့တာလည်းတစ်သေးမှလည်းရှိတယ်6နာရီ15မိနစ်လောက်ရောက်တော့သူတို့စားကြတာပေါ့သူတို့တပတ်တော့သူတို့ထိုင်စားနေရအဖွားရင်ပအောင်နေလို့ပြောတော့တတိကိုဖုန်းလဲဆက်ပြီးတော့တတိကလာတော့ကြတော့မတက်တာဘူးလေဆိုပြီးတော့ဆေးရုံကိုပွေပြီးတော့ခေါ်သွားတော့တတိမှအဲ့လိုပါသူကတတိမှနောက်ကျောက်ပြပြီးတော့တင်ထားတဲ့အိမ်ကိုခယူးစိတ်ကနေနော်တဲ့ဟုတ်ကဲ့ပါလို့စိတ်ချလို့အဲ့လိုပြောလိုက်တာလိုအပ်တဲ့ပစ္စည်းတွေလည်းကိုယ်ထည့်ပေးလိုက်တာပေါ့တော့တတိကနောက်ကျောက်ပြလာပြီးတော့နေမအိမ်နေစောင့်နေတဲ့နေကပြောစီအရှိရဲ့တဲ့အဲ့နဲ့ကိုလည်းအိမ်လို့လည်းမပြောအိမ်လည်းမအိမ်နေဘူးအိမ်မှာလုံးတရရှိတယ်ဆေးရရှိတယ်အဲ့မှလည်းအကုန်လုံးထားတာအဲ့ဒါကိုအပြန်ကြတော့တတိယဟင်းကမုံမျိုးစစ်ပြီးတော့အစားအသောက်တွေကိုစစ်ပြီးတော့နေနဲ့ဒီနေ့ပါမုံလောက်တာလေတဲ့အဲ့လိုပြောချက်ထားတာမှလည်းအကုန်လုံးပြလိုက်တယ်စားရလေဒီမှာနေတဲ့လူတွေဒီအတိုင်းပဲသူတို့တွေကလေနေဘက်ကိုဥပုပ်လာဆိုတော့မစားဘူးညဘက်မှာစားကြတာအဆုပ်ပြုတ်ပြီးစားတာလေပေရဘလို့ဖြစ်သွားတာလဲမသိဘူးကိုလည်းအဲ့နဲ့သူကရင်တွေရမှစတောက်ခိုင်းတာတောက်ပြခိုင်းရင်တွေရမှစတောက်ပြခိုင်းတာတောက်ပြလိုက်တယ်အစားတောက်တွေလည်းအကုန်စားပြခိုင်းတာကိုရှင်မစားပြခိုင်းတာအကုန်နေစီအကုန်စားပြလိုက်တယ်ပြောချင်တာကွာတတိဆိုလို့ချင်တာကိုကပဲအဲ့လိုတခုခက်လိုက်လို့သူမေးဖြစ်သွားတဲ့အတိုင်းပဲဒါပေမဲ့တတိကိုလည်းအပြစ်မပြောပါဘူးမိမဖြစ်တော့ကြတော့သူလည်းမိမဖြစ်တော့သူလည်းစိတ်ဘူးလို့ကိုအဲ့လိုပြောတာလောက်တာရှိမှာပေါ့ဒါပေမဲ့လို့ဝမ်းနေတာလေကိုကအဲ့လိုဘယ်တော့မှမလုပ်ဒီမှာလေးပါမလုပ်လို့မရဘူးအမောက်နေဆိုတာဘာမှမရှိတာကိုနေမကောင်းလို့တောက်ချင်တော့ဆေးရမရှိဘူးသူတို့ကဘောဆေးတော့မပြောတော့တယ်တော့တတိမမတူတတိမကိုဝေးတဲ့သူလည်းပြပလို့ဒီမှာအခက်လေးဝင်သွားတတိယစစ်တာစစ်တော့ကျနိုင်ဝက်လောက်ကိုစောင့်ကြည့်ပြီးတော့ပြန်သွားတယ်သူ့အမေကိုပြောပြီးပြန်သွားတယ်ပြန်တော့ကျကိုလည်းလေအတတ်နိုင်ဆိုအကုန်လုံးလုပ်ပြီးအကုန်လုံးဘာမဆိုအကုန်လုံးလုပ်ပြီးအဲ့လိုမျိုးအဖွားဖြစ်တာလေကိုလည်းမရည်ရဘူးဖြစ်လည်းမဖြစ်သေးဘူးတတိမပြောရတော့ယောဂကန်ရှိတယ်တဲ့သူဖြစ်တာတဲ့အဲ့လိုမျိုးပဲတတိမပြောတယ်အဲ့ဟိုတတိကကိုကတခုလုံးလိုက်လို့ဖြစ်သွားတဲ့အတိုင်းပဲကွာဒီလားဝမ်းနေတာကိုအဲ့လိုမျိုးထင်ခဲ့ပြီးတော့ကြည့်ရလေကိုလည်းအကုန်လုံးခိုင်းတဲ့မြောက်ဘယ်တော့မှမညွညင်မှုအကုန်လုံးလုပ်ပြီးတယ်နော်နွားသားဆိုလဲတဆူရိတ်ခဲနာတဆူရိတ်ပြီးတယ်အခုမနေ့ကကြတော့မြေချာမနေ့အရိတ်ပြီးလိုက်တဲ့နွားသားရဲ့အနက်နေပါလို့တဲ့ခါတိုင်းလည်းအဲ့ဒီနေရာပဲသူရိတ်ခိုင်းတဲ့နေရာပဲရိတ်ပြီးတာအနက်နေပါလို့တဲ့ဒီနေ့အတက်ထရိတ်တယ်အပြီးတော့အဲ့စိမနာရေအောင်လို့ပြောတော့ကြအမအုံတော့မရှိဘူးလားတဲ့ညလုံးမပါဘူးလားတဲ့ဘာလို့ကြည့်ရပေါ်တဲ့တကယ်မကောင်းဘူးပြောရတော့မဟုတ်ပါဘူးဒါပေမဲ့လို့ကိုကလည်းပြောရစီကြတော့အယောနေတာဘယ်မှာဆိုလဲအဖော်လေလူလေးတွေမရှိအကုန်လုံးပြီးကိုမိပါလို့ပဲထားညာအိတ်ခန့်နေအိယာဝင်တိုင်းအဖော်အိယာတွေအမြဲကိုအခိပေးအကုန်လုံးသူတို့အိမ်မှာကိုခန့်နေဝင်ပြီးတော့စီအရှိအလုပ်တာ
ညာတော့လည်းဆေးလေးလိမ့်ပဲအညာတော့ဆေးလိမ့်မဝင်တော့တတိယဆူတော့ဝမ်းနေလို့ငါတော့အဖွားသူဖြစ်တာဟိုဖြစ်တယ်မလို့ဒီနားတဲ့ငါဘာမှမဖြစ်ဘူးမစိုးရိမ်နဲ့တော့တဲ့ကိုလည်းစိတ်မကောင်းတာတော့တကယ်အမှန်တတိယဆူတော့အလိုမျိုးစားပြခိုင်းတာတော့ဘာလို့ကြရန်ဝမ်းနေတာလေမြေချောအဖွားဘာမှမဖြစ်ဘူးစိတ်မပူတယ်ဘာလို့ငိုနေရတော့နဲ့ဒါပေမဲ့တတိယအလိုပဲပြောလို့ငိုနေတာလို့အဖွားကမပြောအဖွားစိတ်ဆင်းရဲပါဆိုတတိယကိုတဲ့ဆိုရတော့သူကအတန်းနေမနေ့ကရိတ်ပေးလိုက်တာအတန်းနေပါလို့တဲ့မနေ့ကလည်းအဲ့လိုပဲသူ့အိမ်ကကားကိုနေပြပါလာပြီဆေးခိုက်တဲ့ကားရကြီးပဲမဆေးတော့ပါဘူးလို့လားဆေးခိုက်တယ်ဒါပေမဲ့ဆေးပေးလိုက်ပါတယ်သူကစိတ်တိုင်းမကြဘူးကိုလောက်ပေးလေဘလို့ရေးပဲညာအိမ်နဲ့အဲ့တတိယအိမ်ကွက်တတိသူအိမ်လိုက်တနာတော့ခုစားအရင်ကြောက်တယ်သူအိမ်လာမှာအလုံးလုံးရတာမေတခါမှလေအလုံးမျိုးအလုံးနဲ့ပတ်သက်အမြဲမကြဘူးဒါပထမဆုံးပဲအရင်ဝင်နေလို့အလုံးလုံးရတာပြင်မနာပြင်မခနိုင်တယ်ဘာမှမဖြစ်ဘူးပြင်မစိလုံးပေးတယ်ဘယ်တော့မှမျက်နှာတစ်ချက်မညှိုးခဲ့ဘူးမလုံးတတ်ဘူးလို့လေတခါမှမညှိခဲ့ဘူးသူတို့ခဲတပြအကုန်လုံးပေးတယ်အဲ့မဲ့ကိုကကြတော့အဖွားတတနေပြီမမဖြစ်ဘူးညတော့ပြုံးခဲ့သူယောဂအကန့်ကြောင့်ဖြစ်တာတဲ့အဲ့ဒါမသိအကွာဆေးခတ်လိုက်တဲ့အတိုင်းပဲဆေးခတ်ဖို့မပြောနဲ့ဆေးခတ်ဖို့မပြောတဲ့ကိုဖျားရင်တော့တောက်စီအဆေးမရှိဘူးဘလို့သူတို့မကောင်းပြောတာမဟုတ်ပါဘူးနော်ဒါပေမဲ့ဦးဟန်နေညရောလည်းတင်ညာလို့ဦးဒီဝမ်းနေတော့မပြီးဘူးမနဲ့တော့ကြသူကလာပြီးတော့နိုးသာရိတ်ခိုင်းတယ်နိုးသာရိတ်ပြီးတော့မနေ့ကလည်းရိတ်ပြီးဒီနေ့တော့ရိတ်ပြီးလိုက်တာအဲ့မဲ့လို့အနန်းနေပါလို့အပြစ်ရှာတဆုပြောခဲ့အဲ့တတိလာတခုမဟုတ်တခုတဆုပြောတယ်